မောဟဆိုတာကအတိညာတုံးလို့ဖြစ်တာတဲ့လောဘကပြိတ္တာဖြစ်မယ်ဒေါသကငရဲဖြစ်မယ်မောဟကတိဋ္ဌံဖြစ်မယ်မာနကလူတကယ်ဖြစ်တယ်ဆိုပြီးတော့ဒီလိုသူ့ရဲ့သဏ္ဍာန်လေးသူတို့ရဲ့နောက်ကြောင်းလေးတွေရှိတယ်အဲ့တော့တိဋ္ဌံဆိုတာမောဟငတုံးနေအတိညာတုံးနေဟုတ်တိဋ္ဌံနဲ့များဘာဖြစ်လို့များသွားပြီးဆက်သွယ်ခြင်းရတာလည်းမသိဘူးဒီအောက်တန်းသားတွေနဲ့ဆက်သွယ်ရင်ဆက်တန်းရောက်ဖို့မရှိဘူးအောက်တန်းပဲကြာနော်ဒီကိစ္စကကျွန်တော်ကပြောတင်ပြောထိုက်တဲ့ချိန်ပြောတာဘာဖြစ်လို့လဲဆိုတော့ခုနဗုဒ္ဓရဲ့ဘဝကအဆင့်တန်းနဲ့ဖွဲလိုက်တယ်အမြင့်ဆုံးတန်းအလွတ်တန်းခေါ်တယ်ဗုဒ္ဓကြီးကိုလမ်းကျင့်ပါတယ်ဆိုရင်ဒီဟာတွေဖြုတ်နိုင်တော့ခုနမူလတန်းအဆင့်ကြီးဖြုတ်အလယ်တန်းအဆင့်ကြီးဖြုတ်ထက်တန်းကိုတက်ထက်တန်းကနေအလွတ်တန်းကိုသွားအလွတ်တန်းဆိုတာသစ္စာတန်းဆိုတာတစ်ခုရှိသေးတယ်ဒီဘက်ကဘိုးဘက်ကဟာဒီရောဘောသောကောတွေမရှင်းနိုင်တယ်များဒီပေါ်တန်းကိုဘာမှပြောလို့မရဘူး။ဒါကြောင့်ဦးဇင်းတို့ပြောတယ်အင်မတန်ရှုပ်ထွေးကြတာလောကကြီး။နောက်တစ်ခါခေတ်ကာလကြီးရတယ်ပြည့်စည်နေကြပြီ။ကောင်းတာတွေသိပြောလို့ရမယ်။မရဘူးတော့မဟုတ်ဘူးရတယ်သို့တော့အဲ့ဒီအချိန်ကြီးလောက်နားမလဲကြဘူး။နားလဲအောင်ကြိုးစားရင်နားလဲနိုင်ရတာလည်းနားလဲအောင်လည်းကြိုးစားကြတယ်ဒီတော့အဲ့မှာအဲ့လိုရှုပ်နေတာတွေရှင်းနေတာတွေသဘာဝတွေနောက်တစ်ခါလောကတွေဓမ္မတွေဘယ်လိုရှိနေသလဲဒီဘုရားရဲ့လူမှုဖွဲ့စည်းပုံတွေမှာဒီဘဝတွေရဲ့ဖြစ်စဉ်တွေမှာဘယ်လိုရှိသလဲဆိုတာကိုတရားပုရိသေအောင်ပြောပြတယ်ပြောပြတော့အခုဘုရားကြောင့်ဦးဇင်းတို့ပြောပြတဲ့အခါလိုက်နားထောင်တခြားဆရာတော်တွေဘုန်းကြီးတွေပညာရှိသူတော်ကောင်းတွေပြောချင်လဲပြောမယ်ပြောချင်မှလည်းပြောမယ်ပြီးပြီမဲ့လည်းပြောချင်မှပြောနော်ပြောရင်ဘာဖြစ်လဲဆိုတော့ပြောတဲ့အခါအရှင်မသိရင်မုန်းခံမကြိုက်ဘူးနော်မကြိုက်တော့ဘာမှဂရုမစိုက်ဘူးလို့ဆိုပေမဲ့ဘယ်ကောင်းမှာနော်သူများမကြိုက်တာဘယ်ကောင်းမှာမကောင်းတာပြောရတယ်လို့ဖြစ်တာတကယ်တော့ပြီးသွားရင်ကောင်းမဲ့ကိစ္စမကြိုက်တဲ့အတွက်ကြောင့်ဒါကပြောတဲ့သူတွေလည်းမကောင်းနားထောင်တဲ့သူတွေလည်းမကောင်းဘူးအဲ့လိုဖြစ်တာဒီတော့ဘုရားကဘုရားနေ့မှာဘဝပြောင်းသွားတယ်တကယ်ပြောင်းသွားတာလေငကူကတာမန်ဘဝနဲ့ဘုရားဖြစ်သွားပါတယ်အခုဒီစကလုံးလေးသုံးတော့မှနားထောင်တဲ့သူတွေကစဉ်းစားမိဒီအကြောင်းလေးထုတ်မပြောမချင်းကိုယ့်ဘာသာကိုစဉ်းစားဖို့ဆိုတာဖြစ်ရှင်လည်းဖြစ်မှာသို့တော်ဖြစ်ဖို့ကတော့အမှန်တန်ဝေးပါတယ်အဲ့တော့ဘဝပြောင်းတာဘာဖြစ်လို့ပြောင်းလဲစိတ်ထားပြောင်းလို့ဘဝပြောင်းတာအဲ့တော့ပြောင်းတာကလည်းအထက်တန်းကိုပြောင်းတာလားအောက်တန်းပြောင်းတာလားအထက်တန်းပြောင်းသွားတာလေဘုရားအထက်တန်းပြောင်းလို့ကိုယ်လည်းဝေဖန်ကြည့်သူကအထက်တန်းပြောင်းမလားအောက်တန်းကိုသွားမလားအောက်တန်းသွားမယ်ဆိုအောက်တန်းသားတွေမှာဖြစ်အထက်တန်းသွားမယ်ဆိုအထက်တန်းသားပဲဒါရှင်းရှင်းလေးဘာမှမခဲရင်နော်ဟိုတရောင်းသားနဲ့သွားပေါင်းရင်တရောင်းသားပဲဖြစ်မှာချမ်းသာတဲ့သူနဲ့သွားပေါင်းရင်ချမ်းသာတဲ့သူဖြစ်မှာနော်ဒါလောကရဲ့ရုပ်ပိုင်းဆိုင်ရာမှာဒီလိုဖြစ်တယ်လို့စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းရှိတယ်စိတ်ဆင်းရဲမှာဟာကြောက်ရမယ်ပူရမယ်မျောရမယ်မျောလေးချက်ကြီးတွေနဲ့ကြောက်ရွံ့မှုတွေနဲ့အံ့ဩမှုတွေနဲ့ဒီလိုနှိမ့်ချမှုတွေနဲ့ပူလောင်မှုတွေနဲ့အဲ့ဒီလိုတွေသွားနေရင်စိတ်ကဘယ်လိုလုပ်သမ်းလဲအထက်တန်းကိုမတက်နိုင်ဘူးစိတ်ကတဖြည်းဖြည်းအောက်ကျတယ်ဘုရားနဲ့ဝေးသွားမှာအများကြီးဝေးသွားမှာဘုရားရဲ့စိတ်ကဝိသင်္ခါရကတံစိတ်တံသောကကင်း၍တန့်ရှင်းအေးကြည်နော်ငါဘုရားရဲ့စိတ်နှလုံးတော်ဒီတဲ့အဲ့ဒါလေးကအင်မတန်ကောင်းတာဒါဒီနေ့ဒီရက်ခါမလို့ဦးဇင်းတို့ပြောတာပါတော်တော်များများပေါ့နော်တော်တော်များများချိန်တိုင်းမှာဒီဟာလေးရွတ်ထားတာသိတယ်ပါဇက်ကလည်းတစ်ခါလေးထားရွတ်ချင်တယ်ဘာဖြစ်လဲဆိုတော့ဒီရဲ့ပါဝါကလောကကင်းပြီးတော့မျောလေးချက်တွေကင်းပြီးတော့စိတ်ရဲ့အေးချမ်းမှုကဒီစကလုံးလေးတွေကရလောကကင်းပြီးသင်ရှင်အေးကြီးငါဘုရားရဲ့စိတ်ဓာတ်တော်ကြီးဆိုတာဘုရားကိုတန်းပြီးတော့ဘုရားရဲ့အခြေအနေကိုတန်းပြီးမြင်တာဘုရားကိုမြင်တယ်ခေါ်တယ်မြင်တော့ဘာဖြစ်လဲဟာကောင်းလေကောင်းတဲ့ဘက်ကိုလိုက်ရမှာဟောအရှင်းတန်းမြင်တဲ့ဘက်အထက်တန်းနေမကအလွတ်တန်းကြီးရောက်တာဒါလိုက်တင်တာအဲ့တော့ဘာမဟုတ်ညာမဟုတ်ဘူးအောက်တန်းသားတွေပြန်မလဲတယ်
ဘုရားပြောခဲ့တဲ့တိရစ္ဆာန်ကြီးဆိုတာတဲ့ဉာဏ်ရည်ဉာဏ်သေးမမိဘူးမောဟကြောင့်ဉာဏ်တော်တုံးရတာအဲ့တော့တိရစ္ဆာန်တွေကတော့အောက်တန်းစားပုဂ္ဂိုလ်တွေနေရာတော့မဆက်သွယ်တင်ပါဘူး